ဇလန်းအစမှာလူငယ်လေးတစ်ယောက်ဟာမနက်ခင်းအိယာနိုနိုချင်းထုံးစံအတိုင်းဗီဒီယိုဂိမ်းဆော့ဖို့ပြင်ဆင်နေပါတယ်။သူမိဘနဲ့အမဖြစ်သူကအပြင်သွားနေကြတာကြောင့်အိမ်မှာသူတယောက်တည်းရှိနေပါလား။ဒါပေမဲ့ဂိမ်းတဲကသူငယ်ချင်းတွေကအပြင်မှာထူးဆန်းတာတွေချစ်နေတယ်လို့ပြောလာတာကြောင့်သူလည်း TV ဖွင့်ကြည့်လိုက်တဲ့အခါမြို့ထဲမှာအဒီဂရီရင်ချစ်နေတာကိုတွေးလိုက်ရပါတယ်။ဝရန်ဒါကနေလှမ်းကြည့်လိုက်တဲ့အခါမှာတော့မြင်ကွင်းကတကယ့်ငရဲခမ်းပါပဲ။လူတွေဟာတယောက်ကိုတယောက်လိုက်ကိုက်နေကြပြီးအောက်ထက်ကကားတွေလည်းတိုင်ပြီးကုန်ကြပါတယ်။သူဟာကြောက်ကြောက်လန့်လန့်နဲ့တကားကိုပိတ်ထားလိုက်ပေမဲ့အိမ်နီးနားချင်းကယောက်ကအတင်းဝင်လာပါတယ်။အဲ့ဒီလူဟာဇွန်ဘီကွိုက်ခံထားရပြီးမကြခင်မှာပဲသူ့ရှိတင်ဇွန်ဘီအဖြစ်ပြောင်းလဲသွားပါတယ်။သူဟာအဲ့ဒီလူကိုအပြင်ရောက်အောင်ခက်ခက်ခဲခဲတွန်းထုတ်လိုက်ရပြီးအိမ်ထဲမှာတယောက်တည်းပိတ်မိနေပါတော့တယ်။ရက်တွေကြာလာတာနဲ့အမျှရေခဲထစ်တာတွေကအစားအသောက်တွေကုန်းလာသလိုအပြင်ကအတန်တွေကလည်းပူဆိုးလာပါတယ်။လဲစင်မီလည်းကြောက်တောက်သွားပြီးဖုန်းလိုင်းနဲ့အင်တာနက်လည်းမရတော့ပါဘူး။သူဟာအထီးကျန်မှုနဲ့ကြောက်ရွံ့မှုတန်းကိုမခံနိုင်တော့ပဲစိတ်သက်တွေကျလာပါတယ်။မိသားစုစီကဖုန်းဝင်လာပြီးမြဲဖုန်းတန်ကြောင့်ဇွန်ဘီတွေကတကားကိုလာထူးကြပါတယ်။အဲ့ဒီဖုန်းထဲမှာသူမိသားစုတွေဇွန်ဘီအကိုက်ခံလိုက်ရတဲ့အတန်ကိုကြောက်လိုက်တဲ့အခါသူဟာလုံးဝယူတက်သွားပြီးအပြင်ကိုထွက်ကဇွန်ဘီအချို့ကိုဒေါသတကြီးတက်ပစ်လိုက်ပါတယ်။ဒါပေမဲ့ဇွန်ဘီအုပ်ကြီးကဝိုင်းလာတာကြောင့်အိမ်ထဲကိုပြန်ပြေးဝင်ခဲ့ရပါတယ်။ရက်ပေါင်း20ကျော်လာတဲ့အခါမှာတော့အစားအသောက်နဲ့ရေလုံးဝမရှိတော့ပါဘူး။သူဟာတေဖို့ပဲဆုံးဖြတ်လိုက်ပြီးဝရန်ဒါမှာကျူးဆွဲချဖို့ပြင်ဆင်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာလဲမျက်နှာချင်းဆိုင်တိုက်ခန်းကမိန်းကလေးတစ်ယောက်ကလေးစားမီတက်နဲ့သူ့ကိုလှမ်းအချက်ပြလိုက်ပါတယ်။အဲ့ဒီမိန်းကလေးကြောင့်သူဟာအသက်ရှင်ခြင်းစိတ်ပြန်ပေါက်လာပါတယ်။သူတို့နှစ်ယောက်ဟာဝေါ်ကီတော်ကီတောင်းမိစကားပြောကြတဲ့အစားအသောက်တွေကိုကျိုးနဲ့ချိတ်ပြီးအပြန်အလှန်ပုတ်ပေးကြပါတယ်။ဒါပေမဲ့ဇွန်ဘီတွေကတိုက်ခန်းနေရန်တွေကိုတက်လာနိုင်တာကြောင့်အခြေအနေကပူဆိုးလာပါတယ်။အဲ့ဒီအချိန်မှာမုန်တိုင်းကျလာပြီးသူတို့နှစ်ယောက်ဟာဒီတိုက်ခန်းတွေထဲမှာဆက်နေရင်တေးမှာပဲလို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့နှစ်ယောက်ဟာအောက်ထပ်ကိုဆင်းပြီးဇွန်ဘီအုပ်ကြီးကြားထဲကနေအသက်လူပြေးကြပါတယ်။သူတို့ဟာတိုက်ခန်းတစ်ခုတည်းကိုပြေးဝင်ပေါင်အောင်ခဲ့ပြီးပဲအဲ့ဒီအခန်းထဲမှာရှိတဲ့လူကြီးတစ်ယောက်ကသူမိမဇွန်ဘီကိုကျွေးဖို့အတွက်သူတို့ကိုဖမ်းဆီးဖို့ကြိုးစားပါသေးတယ်။ကံကောင်းစွာနဲ့ပဲအဲ့ဒီလူကြီးဟာသူမိမဇွန်ဘီရဲ့အကိုက်ကိုခံလိုက်ရပါတယ်။နောက်ဆုံးမှာတော့ဇွန်ဘီအုပ်ကြီးကသူတို့နောက်ကိုတရက်ဆက်လိုက်လာပါတော့နဲ့သူတို့နှစ်ယောက်ဟာတိုက်အပေါ်ဆုံးထက် rooftop ကိုရောက်အောင်ပြေးတက်ခဲ့ကြပါတယ်။အပေါ်ထက်မှာဇွန်ဘီတွေဝိုင်းထားလို့ဘဲမှပြေးစရာမရှိတော့ပဲဒါဟာငါတို့ရဲ့အဆုံးသက်ပဲလို့ထင်နေတဲ့အချိန်မှာပဲကောင်းကင်ကနေကယ်ဆယ်ရေးရဟတ်ရဲတစီရောက်လာပါတယ်။စစ်သားတွေကဇွန်ဘီတွေတို့ကိခတ်နှိမ်နှင်းပြီးသူတို့နှစ်ယောက်ကိုရဟတ်ရင်ပေါ်တင်ပေးလိုက်ပါတယ်။ရဟတ်ရင်ပေါ်ကနေငုံကြည့်လိုက်တဲ့အခါမှာတော့မြို့လုံးဇွန်ဘီတွေညှို့ပြီးနေပြီမဲ့သူတို့နှစ်ယောက်ကတော့အသက်ရှင်ကြံရစ်တွေအထိလွတ်မြောက်သွားပါတော့တယ်။